သူ့ရဲ့ character ကိုစီးမျောတဲ့အခါမှာအရန်ကောင်းတယ်ပေါ့နော်သူ့ရဲ့ mood ကိုလည်းတစင်းရိုက်တဲ့အခါမှာတေချာလေးကိုထည့်ပြီးတော့ဒီစိတ်ကိုတရုပ်ဆောင်တော့မယ်ဆိုသူစိတ်ကိုတည်ငြိမ်အောင်ထားပြီးတော့အဲ့လို mood ကိုမဖြုတ်နိုင်တဲ့တရုပ်ဆောင်တယ်ဆိုတော့လေအရန်ကိုကောင်းပါတယ်ဒါလေးကိုလေအဲ့လောက်ထိချစ်ပေးလို့ကျေးဇူးတင်ပါတယ်နော်မတင်မစရာမလိုပါဘူးဆိုတော့တက်အရန်တက်ပါတယ်နှစ်ခုလုံးပါပဲရက်ဆက်တာတော့မဟုတ်ပါဘူးချစ်တတ်တာပါရိုးရက်ခန်းလေးထွက်လာပြီအပြင်မှာတော့အညိုးမကြည့်ပါဘူးအချစ်ကြီးရချမ်းပြန်ကျဲမှာတော့ character နဲ့လိုက်ဖက်တဲ့ပေါ့ဇက်ကောင်လေးတိုင်းမတရုပ်ဆောင်ထားပါတယ်။ director ကြိုက်တဲ့အထိပေါ့နော်အဲ့လိုလေးတော့တရုပ်ဆောင်ကြတယ်။ဆိုပြီးလည်းကတော့ပေါ့အပေးမြမြလေးနဲ့ဒါ trailer မှာလည်းတွေ့မှာပါ။ရုပ်ရှင်ကားနဲ့ဒါ14ရက်လေးဆိုရင်အားလုံးကြည့်ရှုလို့ရမှာဆိုတော့ရုပ်ရှင်ကားထဲမှာရောနှစ်ယောက်လုံးအရင်ဖြစ်တဲ့ scene တွေမှာရောလိုရတဲ့ scene လေးတွေမှာရောတနေ့လေးနဲ့အကောင်းဆုံးတရုပ်ဆောင်တာဇဘူလေးကတခြားလေးနှစ်ယောက်တော့ညှိပြီးတော့တရုပ်ဆောင်လာတာဆိုတော့မေလေးရှေ့မှာပြောတယ်လို့ပေါ့ဇဘူကသူ့ရဲ့ character ကိုစီးမျောတဲ့အခါမှာအရန်ကောင်းတယ်ပေါ့နော်သူ့ရဲ့ mood ကိုလည်းတစင်းရိုက်တဲ့အခါမှာတခြားလေးကိုထည့်ပြီးတော့ဒီစိတ်ကိုတရုပ်ဆောင်တော့မယ်ဆိုသူစိတ်ကိုတည်ငြိမ်အောင်ထားပြီးတော့အဲ့လို mood ကိုမဖြုတ်နိုင်တဲ့တရုပ်ဆောင်တယ်ဆိုတော့လေအရန်ကိုကောင်းပါတယ်ဒါလေးကိုလေအဲ့လောက်ထိချစ်ပေးလို့ကျေးဇူးတင်ပါတယ်နော်မတင်မစရာမလိုပါဘူးဆိုတော့တက်အရန်တက်ပါတယ်ဟုတ်ကဲ့ရှင်းထုတ်ပါတယ်ဒီကားကျတော့မေရိုက်ခဲ့တဲ့ကားရဲ့မှာအသစ်ဆန်းလေးလည်းဖြစ်နေပေါ့နော် character ရတော့အချစ်ကားလေးဆိုပေမဲ့ပြီးတော့ဒါအတွဲဆန်းလေးပေါ့စပူရဲ့ပထမဆုံးကားလေးဖြစ်တယ်လို့မင်းနဲ့တခါမှစပူနဲ့တွဲမရိုက်ဘူးလေပထမဆုံးလို့ရှိရင်တော့ပြန်ရဖို့ဆိုရင်လေတမီးဘာပဲလောက်လုံးမယ်ငရဲမှာဘယ်နဲ့ဘဝပဲခံရတမီးခံမယ်အမတ်ကြီးဆင်းရတော့မေးရဲ့နောက်ဆုံးဒီ ending scene လေးလည်းအမတ်ကြီးဖြစ်ပါတယ်ဒီအကုန်လုံးပေါ့ဆင်းနေတော့သဘောကျတယ် ending လေးကတော့သူဒီကားရဲ့ပေးချင်တဲ့ message လေးလည်းရှိတယ်ဆိုတော့လေအကြည့်စေချင်ပါတယ်အရင်ပြောပါတယ်စပူရဲ့ပရိသတ်တွေလည်းများသလိုရေကိုချစ်တဲ့ပရိသတ်တွေလည်းကျေးဇူးတင်ပါတယ်ဒီကားလေးကကြတော့စိတ်ဝင်စားကြတယ်ပေါ့နော်ဒါကြတော့စပူရဲ့ပထမဆုံးရုပ်ရှင်ကားလေးဖြစ်တယ်ပြီးတော့ရုပ်ရှင်ရဲ့ဇက်ကားပုံစံလေးကကြတော့အချစ် drama ပုံစံလေးဆိုတော့ဘာဖြစ်ပြိတ္တများလဲဆိုတော့ချစ်ကြရတဲ့သူများတော့ကောင်းတာပေါ့လေဆိုတော့နောက်ထပ်လည်းအများကြီးဒါစပို့ဆက်ချစ်ပေးနိုင်ပါစေလို့မိရဲ့ပြိတ္တတွေကတော့ဒီနေ့လည်းလာကြည့်ကြရဲဆိုတော့ဒီကားလေးကိုကြည့်ရှုပြီးတော့ review လေးလည်းပြန်ပြီးနားထောင်ချင်ပါတယ်ဒီကားလေးကမေတို့ရဲ့အညိုတရုပ်ရှင်ဇက်ကားဒီဇွန်လ12ရက်နေ့မှာရုံတင်ပြသတော့မှာဖြစ်တဲ့ကျွဲလာရောက်ပြီးအားပေးပါလို့အခုလည်းကြိုတင်လက်မှတ်တွေဖြတ်နေပြီလို့ကြားရဲကျေးဇူးတင်ပါတယ်ကျိုးလည်းရုံပြန်လာကြည့်တော့မယ်ဆိုတော့အဲ့လိုတည်းနေ့ကြားရနော်ကြားရအရင်ပျော်ပါရဲ့စပို့ပြိတ္တတွေအဲ့လိုအားပေးရလဲပျော်ရဲတာမေကိုချစ်တဲ့ပြိတ္တတွေအားလုံးပေါ့ကြားရတဲ့သူတွေအားလုံးကျေးဇူးတင်ပါတယ်လို့